ကြက်ရင်မုံသားကိုဆေးကြောတန်းစင်ပြီးဓားရလေးတွေပေးထားပါမယ်။အရသာနေလို့ရှိရင်အသားတွေကိုစိတ်ဝင်အောင်လို့ပါ။အရင်ဦးဆုံးကြက်သားမုံထည့်ပေးပါမယ်။စနွင်းမုံထည့်ပါမယ်။ပဲငယ်မြရဲ့အကြီးထည့်ပေးပါမယ်။ဒါကတော့ထိုင်းမှာရှိတဲ့ပြားမွေးမြူရေးချင်ကနေကိုယ်တိုင်ဝင်လာတဲ့ပြားရည်စစ်စစ်ဖြစ်ပါတယ်။တခြားပြားရည်လည်းသုံးလို့ရပါတယ်ရှင်။ပြားရည်ချက်ကင်လုံးမှာဆိုတော့ပြားရည်ကတော့မပါမဖြစ်မို့ပြားရည်တစ်စုံထည့်ပြီးတော့နေပေးပါမယ်ရှင်။ပါဝင်ပစ္စည်းတွေအားလုံးနေပြီးတော့အရသာစိတ်ဝင်မှုရှိအောင်ရေကတတာထဲမှာ2 နာရီလောက်နှက်ထားပေးပါမယ်။ air fryer နဲ့ကင်မှာဆိုတော့အစီစိုးစကူခင်းပေးပါမယ်။အစီစိုးစကူပေါ်မှာစီလေးတွေတုပ်ပေးပါမယ်နော်။ပြီးရင်ကြက်သားလေးတွေကို air fryer တွေကိုကင်မှုထည့်ပေးပါမယ်။ကင်မဲ့ကြက်သားလေးတွေပေါ်ကနေလည်းစီတုပ်ပေးပါမယ်နော်။ဗီဒီယိုထဲမှာတော့ရိုက်ဖို့မပါလိုက်လို့ပါ။ဒါတော့နှက်ထားတော့ကြံတဲ့အရေးလေးတွေကမတုံပြတ်ပါဘူး။အပေါ်မှာပြန်ပြီးလောင်းထည့်ပေးပါမယ်။ air fryer ကိုတစ်ဖက်ကိုမိနစ်20နဲ့မီ180နဲ့ကင်ပေးပါမယ်နော်တစ်ဖက်မိနစ်20ပြည့်ပြီဆိုရင်နောက်တစ်ဖက်ကိုလှန်ပေးပြီးတော့ထပ်ပြီးတော့ကင်ပေးပါမယ်ရှင်နောက်ဆုံးဒီလိုအနေထားလေးဆိုရင်ရပါပြီလွယ်ကူလင်မြန်တဲ့ပြားရည်ချက်ကင်လေးဖြစ်ပါတယ်ရှင်channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်